လူတော်တော်များများမတိကြသေးတဲ့မင်းသားကြီးဂျက်ကီချန်ရဲ့အကြောင်းမင်းသားကြီးဂျက်ကီချန်ဟာသူ့ရဲ့ stand တွေဆွဲဆောင်မှုရှိရဲ့ဟာတာတရုပ်ဆောင်ချက်တွေကြောင့်လူတိုင်းနီးပါးသိကြတဲ့ကဘာကျော်တရုပ်ဆောင်မင်းသားကြီးပဲဖြစ်ပါတယ်။ဒါပေမဲ့ဂျက်ကီချန်ရဲ့လူအများမသိသေးတဲ့အကြောင်းတွေအများကြီးရှိနေပါသေးတယ်။ဂျက်ကီချန်ဆိုတဲ့နာမည်ဟာလူတိုင်းနီးပါးကသူ့ရဲ့နာမည်အရင်လို့ထင်နေကြပေမဲ့တကယ်တော့သူ့ရဲ့နာမည်အရင်မဟုတ်ပါဘူး။သူ့ရဲ့နာမည်အရင်ကတော့ဟောင်ကောင်မှာမွေးဖွားသူလူအသတိပဲရတဲ့ချန်ကွန်ဆန်ပဲဖြစ်ပါတယ်။သူ့မှာဖောင်ရှီလောင်ဆိုတဲ့မျိုးရိုးနာမည်လည်းရှိပါသေးတယ်။ဂျက်ကီဆိုတဲ့နာမည်ကိုတော့1980ခုနှစ်တုန်းကဩစတြေးလျနိုင်ငံကမ်ဘရာမြို့မှာဆောင်းလူရီလူသားဖြစ်တဲ့အလူလူကိုင်ခဲ့တုန်းကသူ့ကိုချစ်စနိုးနဲ့နာမည်မြက်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ ဂျက်ဆိုတဲ့ဒီတာခန်းဆော့လူသားတယောက်ကသူ့ကိုဆော့ရှော့ခဲ့ပြီးလစ်သက်ဂျက်လို့လူသိများလာကနောက်ပိုင်းမှာတော့ဂျက်ကီလို့တူတူပဲခေါ်ဝေါ်ခဲ့ကြပါတယ်။ပြာစာကျောင်းကပင်မန်းခက်ခဲတဲ့ဂျက်ကီချန်ရဲ့ကလေးဘဝရုပ်ရှင်မင်းသားမထွေခင်ကဂျက်ကီချန်ဟာပြီးကင်ပြာစာကျောင်းတစ်ခုဖြစ်တဲ့ China Drama Academy မှာကျောင်းသားတယောက်ဖြစ်ခဲ့ပါတယ်။သူ့အသက်9နှစ်အရွယ်မှာကျောင်းစတက်ခဲ့ပြီးဆယ်စုတစ်ခုလုံးတနေ့ကို18နာရီအထိကြာတတ်တဲ့မယုံနိုင်လောက်အောင်ပြင်းထန်တဲ့လေ့ကျင့်ရေးအစီအစဉ်တွေကိုခံနိုင်စွမ်းရှိရှိနဲ့ကြော်ဖြတ်ခဲ့ရပါတယ်။သင်ယူညွန့်ချမ်းဟာတရုပ်ဆောင်ပညာတစ်ခုတည်းမဟုတ်ပဲပြင်းထန်တဲ့ကိုယ်ခံပညာတချင်းဆိုချင်းနဲ့လက်နက်လေ့ကျင့်မှုတွေပါဝင်ပါတယ်။ကျောင်းသားတွေဟာအမားလုံးမိရင်ပြင်းထန်တဲ့ကာယပိုင်းဆိုင်ရာပြစ်ဒဏ်တွေပေးခြင်းကိုခံရကြပါတယ်။အဲ့ဒီအချိန်အတော်အတွင်းမှာသူဟာစံဘော်ဟုံတို့လိုအနာဂတ်ကိုယ်ခံပညာကျေပွင့်တွေနဲ့အတူSeven Little Fortunes လို့ခေါ်တဲ့နာမည်ကျော်ဖျော်ယင်ရေးအဖွဲ့ရဲ့အဖွဲ့ဝင်တယောက်ဖြစ်လာခဲ့ပြီးပရိသတ်အများစုမသိကြသေးတာကတော့ဂျက်ကီချန်ဟာပညာရှင်စဉ်လေ့ကျင့်ထားတဲ့အလွန်အောင်မြင်တဲ့အဆိုတော်တယောက်ဆိုတာပဲဖြစ်ပါတယ်။သူဟာ1980ခုနှစ်တုန်းကသူ့ရဲ့အတန်သွင်းလုပ်ငန်းကိုစတင်ခဲ့ပြီးအဲ့ဒီအချိန်ကစပြီးကန်တုံမန်ဒရင်ဂျပန်ထိုင်ဝမ်နဲ့အင်္ဂလိပ်ဘာသာစကားနဲ့တည်ဆိုထားတဲ့ album ပေါင်း20ကျော်ကိုဖြန့်ချိခဲ့ပါတယ်။သူဟာရုပ်ရှင်တွေအကဇာဝန်တေးတွေကိုမကြာခဏတည်ဆိုလိရှိပြီး Disney ရဲ့မူလန်ရုပ်ရှင်အက I Make a Man Out of You တချမ်းရဲ့ဒီယုဘာရှင်းကိုတောင်တည်ဆိုခဲ့ပါသေးတယ်။သူ့ရဲ့ဂီတစွမ်းရည်ဟာပြာစာကျောင်းကခက်ခဲတဲ့အချိန်တွေမှာသူကျွမ်းကျင်အောင်လေးလာသင်ယူခဲ့တဲ့နောက်ထပ်အရေးအသွင်းတစ်ခုဖြစ်ပါတယ်။ကမ္ဘာစံကြိုတင်စတက်မင်းသားဂျက်ကီချန်ဟာသူ့ရဲ့ stand တွေကိုကိုယ်တိုင်လှုပ်ဆောင်တယ်ဆိုတာလူတိုင်းသိကြပေမဲ့သူ့ရဲ့စူးစိုက်မှုအတိုင်းတာကတော့စံချိုတင်လောက်ပါတယ်။သူဟာသက်ရှိချင်ရှားတရုပ်ဆောင်တွေအထက်က stand အများဆုံးလှုပ်ဆောင်သူလို့ Guinness ကမ္ဘာစံချိန်ကိုရရှိထားပါတယ်။ဒီလိုစူးစိုက်မှုကြောင့်ကြီးမားတဲ့ကာယပိုင်းဆိုင်ရာထိခိုက်မှုတွေရရှိခဲ့ပါတယ်။သူ့နှာခေါင်း၃ချိန်ခြေချင်းဝဲလက်ချောင်းများစွာပါချေးပဲနှခါနဲ့သူ့ရဲ့ဥကောင်ခွဲတောင်ဂျိုးဖူးခဲ့ပါတယ်။ Armor of God ရုပ်ရှင်ရိုက်ခူးခဲ့တဲ့အချိန်မှာတစ်ပင်ဘော်ကပြုတ်ကျသွားတာကြောင့်ပြင်းထန်တဲ့ဥခေါင်တန်ရာရရှိခဲ့ပြီးသူ့ရဲ့ဥခေါင်ခွဲမှာပလတ်စတစ်အဆုပ်ရမ်းတစ်ခုကိုအမြဲတမ်းထည့်ထားခဲ့ရပါတယ်။ဂျက်ကီချန်ဟာရုပ်ရှင်လောကအပြင်ပရာဟိတမှာလည်းစိတ်ထားထက်သန်တဲ့လူတစ်ယောက်ဖြစ်နေပါသေးတယ်။သူဟာ UNICEF ရဲ့စေတနာဝန်တမန်တစ်ယောက်ရှိပြီးဆယ်စုနှစ်ပေါင်းများစွာပရာဟိတလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နေခဲ့ပါတယ်။1988ခုနှစ်မှာသူဟာဟောင်ကောင်မှာယူအတွေကိုပညာသင်ခွင့်နဲ့အကူအညီတွေပေးတဲ့ Jackie Chan Charitable Foundation ကိုတည်ထောင်ခဲ့ပါတယ်။သူဟာတရုတ်နိုင်ငံရဲ့မြို့ဝင်ဝီကီဒေတာတွေမှာကျောင်းတွေဆောက်လုပ်ပြီးကလေးငယ်သူငယ်တက်ရွယ်ကြီးသူတွေကိုကူညီဖို့အတွက် Dragon Heart Foundation ကိုလည်းတည်ထောင်ခဲ့ပါတယ်။ဒါပြင် Jackie Chan ဟာတရင်ဆိုင်ညစပင်ချင်းစင်ကျင်ကန်ချင်းမှုတွေမှာပါဝင်ခဲ့ပြီး2004ခုနှစ်လအိန္ဒိယသမုဒ္ဒရာဆူနာမီအတိုင်းအလွန်တဘာဝဘေးအန္တရာယ်ကယ်တင်ရေးလုပ်ငန်းတွေမှာအဓိကလူဒန်းသူတယောက်လည်းဖြစ်နေပါသေးတယ်။